မင်္ဂလာပါကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာထဲကတကူတော်ဤတက်တည်များအကြောင်းဝင်ငှခြင်းပါတယ်ဓမ္မရာဇဝင်တတိယစာဆောင်ခန်းကြီး18အငယ်30ခုမှာအိုထာဝရဘုရားထူးတော်မူပါအကျွန်ုပ်ကိုထူးတော်မူပါတို့မှထာဝရဘုရားသည်ဘုရားသခင်မှန်ကြောင်းကိုတော်သည်လူတို့၏စိတ်ကိုပြောင်းလဲစေနိုင်ကြောင်းကိုဤလူတို့သိရပါလိမ့်မည်ဟုဆုတောင်းလေ၏ကျွန်တော်တို့မျက်စိထဲမှာမြင်အောင်ကြည့်အောင်ကာရမီလတောင်ပေါ်မှာလူတယောက်ရက်နေသူ့ကိုဝိုင်းထားတာကဘာလဖျားရဲ့ prophet အယောက်450ပါသူကစင်ခေါ်လိုက်တယ်မင်းတို့ဖျားကိုဆုတောင်းငါဖျားကိုငါဆုတောင်းမယ်မီးနဲ့ထူးတဲ့ဖျားဟာစစ်မှန်တဲ့ဖျားပဲဘာလရဲ့ prophet တွေမနေ့ကနေညနေဆောင်အထိအော်ဟစ်ခုန်ပေါက်ဆုတောင်းပြီးမယ်ဘာမှမဖြစ်လာဘူးအဲလိယကသူ့ရဲ့ရစ်ပလင်ကိုရေရီဆူရွှဲနေအောင်လောင်းခိုင်းလိုက်တယ်ပြီးတော့သူခုနကကျွန်တော်ရွတ်ပြခဲ့တဲ့ကျမ်းချက်အတိုင်းဆုတောင်းလိုက်တယ်အိုးထာဝရဘုရားကိုတော်သည်ဘုရားသခင်ဖြစ်တော်မူကြောင်းဤလူများသိစေရန်အကျွန်ုပ်ကိုထူးတော်မူပါချက်ချင်းပဲကောင်းကင်ကနေထာဝရဘုရားရဲ့မိကြလာပြီးရစ်ကောင်ထင်းကြောက်ခဲမြေမုတ်ကျင်းတွေကရေရီအကုန်လုံးကိုလောင်ကျွမ်းသွားစေတယ်လူတွေအားလုံးမြေပေါ်မှာပြုတ်ဝက်ပြီးထာဝရဘုရားသည်ဘုရားသခင်ဖြစ်တော်မူ၏ထာဝရဘုရားသည်ဘုရားသခင်ဖြစ်တော်မူ၏လို့ကြွေးကြော်ခဲ့ကြတယ်ဒါဟာတကိုးတော်နဲ့ထိတ်တိုက်တွေ့ဆုံခြင်းရဲ့အကောင်းဆုံးဥပမာပါပဲပထမပိုင်းမှာဓမ္မဟောင်းကျမ်းတွေကမောရှေနဲ့အေဂုတုဖျားများအကြောင်းကျွန်တော်တို့ကပ်ပေး10ပါးအကြောင်းကြားဘူးကြမှာဒါဟာဖာရောဘုရင်ကိုဒုက္ခပေးုံတသက်မဟုတ်ပါဘူးထွတ်မြောက်ကျမ်းခန်းကြီး7အငယ်7မှာဘုရားသခင်ကအေဂုတုဖျားအပေါင်းကိုငါတရားစီရင်မယ်လို့ပြောခဲ့ဒါဟာဝိညာဉ်ရေးရာစစ်ပွဲပါနိုင်မြစ်ကိုသွေးအဖြစ်ပြောင်းလဲလိုက်တာဟာနိုင်မြစ်ရဲ့ဖျားနူးကိုတိုက်ခိုက်တာဖားတွေရင်ကောင်းတွေဟာမြေကြီးဖျားအင်းဆက်ဖျားတွေကိုတိုက်ခိုက်တာပဲတိရစ္ဆာန်တွေတေဆုံးခြင်းဟာတိုးနွားဖျားအေပစ်ကိုတိုက်ခိုက်တာမိုးတီကြိုင်ကောင်အမောင်ထုကပ်ဘေးတွေဟာကောင်းကင်နတ်ဖျားမှနေဖျားရာကိုတိုက်ခိုက်တာနောက်ဆုံးသားဦးတွေတေဆုံးခြင်းကပ်ဘေးဟာဖျားဘယင်လို့ကိုခံယူထားတဲ့ဖာရောဘုရင်ကိုယ်တိုင်ကိုတိုက်ခိုက်ခြင်းဖြစ်ပါတယ်ဒါတွေအားလုံးဟာတကိုးတော်နဲ့ထိတ်တိုက်ရင်ဆိုင်တွေ့ဆုံခြင်းတွေပါဂျဟောဗာဘုရားသခင်ကအေဂုတုလူတွေကိုးကွယ်နေတဲ့နတ်ဆိုးတကိုးတွေထက်ကိုတော်ပိုတကိုးကြီးကြောင်းလက်တွေ့သက်သေပြခဲ့တာပါဒါဟာရုပ်ပိုင်းဆိုင်ရာလွတ်မြောက်ခြင်းသက်မဟုတ်ပဲအမောင်တကိုးတွေလက်ကနေဝိညာဉ်ပိုင်းဆိုင်ရာလွတ်မြောက်ခြင်းကိုတရုပ်ပြခဲ့တာဖြစ်ပါတယ်အဲလိယနဲ့ဘာလ prophet ကျွန်တော်တို့ဏိဒန်းမှာပြောခဲ့တဲ့ဇလန်းကိုပြန်ကြည့်ပါဒီနေရာမှာအရေးကြီးတဲ့အချက်နှစ်ချက်တွေ့ရတယ်တကိုးတော်နဲ့ထိတ်တိုက်ရင်ဆိုင်တွေ့ဆုံခြင်းကောင်းကင်ကနေမိကြလာတာတမန်တရားနဲ့ထိတ်တိုက်ရင်ဆိုင်တွေ့ဆုံခြင်းအဲလိယကလူတွေကိုစိန်ခေါ်ပြီးဖျားစစ်ဖျားမှန်ကိုရွေးချယ်ဖို့တရားဟောတာတကိုးပြယုံတက်မဟုတ်ဘူးတကိုးပြပြီးနောက်တမန်တရားကိုကြီးညာခဲ့တယ်ရည်ရွယ်ချက်ကလူတွေရဲ့စိတ်နှလုံးကိုဖျားသခင်ရှိပြန်လဲလွှဲပြောင်းဖို့ပါပဲဒုတိယပိုင်းအနေနဲ့သခင်ယေရှုရဲ့အမှုတော်ဆောင်ခြင်းကိုကျွန်တော်တို့ကြည့်ရအောင်သခင်ယေရှုရဲ့အမှုတော်ဆောင်ခြင်းတစ်ခုလုံးဟာတကိုးနဲ့ထိတ်တိုက်ရင်ဆိုင်တွေ့ဆုံခြင်းအကြီးကြီးတစ်ခုပါပဲကိုတော်ရဲ့ရည်ရွယ်ချက်ကမာန၏အမှုတို့ကိုဖျက်ဆီးခြင်းကဘုရားသခင်၏သားတော်သည်ပေါ်ထွန်းတော်မူ၏ဆိုထားပါတယ်ရှင်လုကာခန်းကြီးလေးအငယ်16ကနေ19မှာကိုတော်ရဲ့အဓိကလုပ်ငန်းစဉ်ကိုကြီးညာခဲ့အကျဉ်းခံရသောသူတို့အားလွတ်ခြင်းအကြောင်းကိုကြားပြောစီခြင်းကမျက်စိကန်းသောသူတို့အားမျက်စိပြန်မြင်ရခြင်းအကြောင်းကိုနှိပ်စက်ခံရသောသူတို့ကိုလွတ်ခြင်းကငါ့ကိုဆေလွတ်တော်မူပြီဒါဟာတကိုးတော်နဲ့လွတ်မြောက်ခြင်းအစီအစဉ်ပါသခင်ယေရှုရဲ့အမှုတော်ဆောင်ခြင်းမှာအဓိကနှစ်ပိုင်းအမြဲတမ်းတွဲနေပါတယ်နံပါတ်1ကတော့ကြီးညာခြင်းနိုင်ငံတော်နဲ့ရှင်သောဧဝံဂေလိသတင်းကောင်းကိုဟ
ဟောပြောတုံသင်ခြင်းဖြစ်ပါတယ်ဒုတိယအချက်ကတော့လက်တွေ့သရုပ်ပြခြင်းအနာရောဂါငြိမ်းစေခြင်းနတ်ဆိုးနှင်ထုတ်ခြင်းကိုရောကတရားဟောယုံတက်မဟုတ်ဘူးနိုင်ငံတော်တကယ်ရောက်လာပြီဆိုတာကိုတကိုးနဲ့တက်တည်ပြခဲ့တယ်ရှင်မာကုခရစ်ဝင်ကျမ်းခန်းကြီး9မှာနတ်ဆိုးဆွဲတော်သူကိုကယ်နှုတ်ခဲ့တယ်နတ်ဆိုးအုပ်စုတစ်ဖွဲ့လုံးကိုမောင်းထုတ်ခဲ့တယ်ရှင်မာကုခရစ်ဝင်ကျမ်းခန်းကြီး9မှာတပည့်တော်တွေမနှင်ထုတ်နိုင်တဲ့နတ်ဆိုးကိုလူငယ်လေးစီကနေနှင်ထုတ်ပေးခဲ့တယ်ပြီးတော့တကိုးမဲ့ရခြင်းရဲ့အကြောင်းရင်းကဆုတောင်းခြင်းနဲ့အစာရှောင်ခြင်းမရှိလို့ဆိုတာကိုတုံသင်ခဲ့တယ်အရေးကြီးဆုံးကသခင်ယေရှုဟာဒီတကိုးကိုသူတယောက်တည်းအတွက်သိမ်းထားတာမဟုတ်ပါဘူးရှင်မာကုခရစ်ဝင်ကျမ်းခန်းကြီး3အငယ်14မှာတမန်တော်12ပါးကိုတရားဟောစီခြင်းက၎င်းနတ်ဆိုးတို့ကိုနှင်ထုတ်နိုင်သောအခွင့်အာဏာရှိစေခြင်းက၎င်းခံအပ်ခဲ့ရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး9မှာသူတို့ကိုစေလွတ်တဲ့အခါနတ်ဆိုးအပေါင်းတို့ကိုနိုင်သောတကိုးနဲ့အခွင့်ကိုပေးတော်မူတယ်နောက်ဆုံးမဟာစေခိုင်းချက်မှာယုံကြည်သောသူတို့၌ဖြစ်လက်တန်သောနမိတ်လက္ခဏာတွေအကြောင်းဂတိပေးခဲ့ပြီးပန်တီကုတ်တီနေ့မှာအသင်းတော်တစ်ခုလုံးအပေါ်ကိုရောအမှုတော်ကိုဆက်ခံနိုင်မှုတန်ရှင်းသောဝိညာဉ်တော်တကိုးကိုတွန်းလောင်းပေးခဲ့ပါတယ်နောက်ဆုံးအပိုင်းအနေနဲ့ကနဦးအသင်းတော်ရဲ့အမှုဆောင်ခြင်းကိုကျွန်တော်တို့ကြည့်ရတမန်တော်ဝတ္ထုခန်းကြီး1အငယ်1ကသခင်ယေရှုပြုတော်မူခြင်းတွင်တင်တော်မူခြင်းအစလို့ဆိုထားတယ်ဆိုလိုတာကတမန်တော်ဝတ္ထုဟာသခင်ယေရှုခရစ်တော်စတင်ခဲ့တဲ့အမှုတော်ကိုအသင်းတော်ကဆက်လက်လှုပ်ဆောင်တဲ့ဇလန်းပါပဲသူတို့ဟာသခင်ယေရှုချမှတ်ခဲ့တဲ့ပုံစံအတိုင်းအတိအကျလိုက်လျှောက်ခဲ့ကြတယ်ကြီးညာခြင်းတရုပ်ပြခြင်းဒီနှစ်ခုကိုတွဲပြီးတော့အမှုဆောင်ကြတာကိုတွေ့ရတယ်ပန်တီကုတ်တီနေ့မှာလေပြင်းတိုက်တန်မီးရှံကဲ့သို့ကွဲပြားသောရှာအမျိုးမျိုးသောဘာသာစကားပြောခြင်းဒါတွေဟာတကိုးဖြစ်ပါလူတွေရဲ့တုတ်ပြန်မှုမှာအလွန်အံ့ဩမိန်မောပြီးဒါဘာဖြစ်တာလဲလို့မေးကြတယ်အဲ့ဒီချိန်မှာတမန်တရားနဲ့ပတ်သက်ပြီးတော့ရှင်ပေတရုကမတ်တရက်ပြီးဒါဟာပရောဖက်ယောလဟောခဲ့တာသခင်ယေရှုဟာအသေးခံပြီးရှင်ပြန်ထမြောက်ပြီးဆိုတဲ့ဧဝံဂေလိတရားကိုဟောလိုက်ရလတ်အနေနဲ့လူပေါင်း3000ယုံကြည်လာကြတယ်တမန်တော်ထုအခန်းကြီး3ကိုဖတ်တဲ့အခါမှာမွေးရပါခြေမစွမ်းတဲ့သူကိုပေတရုနဲ့ယောဟန်ကနာဇရက်မြို့သားယေရှု၏နာမတော်အဖြစ်ထား၍လှမ်းလောဒါတကိုးတော်နဲ့အမှုဆောင်ခြင်းဖြစ်ပါလူတွေရဲ့တုတ်ပြန်မှုကအလွန်အံ့ဩထိတ်လန့်ကြတယ်ဒီနေရာမှာတမန်တရားကိုဟောပြောခြင်းနဲ့ပတ်သက်ပြီးတော့ပေတရုကလူအုပ်ကြီးကိုငါတို့တကိုးနဲ့လောက်တာမဟုတ်ဘူးသင်တို့လက်ဝါးကားတိုင်းမှာတတ်ခဲ့တဲ့ယေရှုကိုယုံကြည်ခြင်းအဖြစ်ဒီလူကျမ်းမာသွားတာဆိုပြီးဧဝံဂေလိတရားကိုထပ်ဟောတယ်ရလတ်ကတော့လူအများယုံကြည်လာကြတယ်ကနဦးသင်းတော်အတွက်နမိတ်လက္ခဏာတွေအံ့ဖွယ်သောအမှုတွေဟာအပိုစုမဟုတ်ပါဘူးဧဝံဂေလိတရားဟောပြောခြင်းရဲ့အတိကအစိတ်အပိုင်းဖြစ်ခဲ့ပါတယ်ဒီနေ့ကျွန်တော်တို့ဘာတွေတွေ့ခဲ့ရတယ်လဲဓမ္မဟောင်းကျမ်းမှာမောရှေနဲ့အေလိယတို့ဂျဟောဝဘုရားသခင်ဟာနတ်ဆိုးတကိုးတွေထဲကြီးမြတ်ကြောင်းတကိုးတော်နဲ့တက်တည်ပြခဲ့တယ်။သခင်ယေရှုဟာမာနရဲ့အမှုတွေကိုဖျက်ဆီးဖို့ကြွလာပြီးဟောပြောခြင်းနဲ့တကိုးပြခြင်းဆိုတဲ့အမှုတော်ကိုဆောင်ရွက်ခဲ့တယ်။ကနဦးအသင်းတော်ကအဲ့ဒီတကိုးတော်ကိုတန်ရှင်းသောဝိညာဉ်တော်အဖြစ်ဆက်ခံပြီးတမန်တရားကိုကြီးညာခြင်းနဲ့တကိုးတော်ကိုတရုပ်ပြခြင်းကိုပေါင်းဆက်ပြီးအမှုဆောင်ခဲ့တဲ့အခါကြီးမားတဲ့ရလဒ်တွေရရှိခဲ့တယ်။ဒီနေ့ကျွန်တော်တို့အသင်းတော်တွေအတွက်မိဂုဏ်ရှိပါတယ်ကျွန်တော်တို့ဟာအေလိယလိုပဲမှားယွင်းတဲ့ဝါဒတွေကိုစိန်ခေါ်ဖို့တတ်သိရှိရလားကျွန်တော်တို့ဟာမောရှေလိုပဲကျွန်တော်တို့ပတ်ဝန်းကျင်ကဝိညာဉ်ရေးချီနှောင်မှုတွေကိုဖျားရဲ့တကိုးနဲ့ရင်ဆိုင်ဖို့အသင့်ရှိရလားကျွန်တော်တို့ဟာသခင်ယေရှုနဲ့ကနဦးအသင်းတော်လိုပဲဧဝံဂေလိတရားကိုဟောပြောယုံတတ်လားဒါမှမဟုတ်ဘုရားသခင်ရဲ့တကိုးတော်တရုပ်ပြမှုပါမျှော်လင့်ပြီးအမှုဆောင်နေတာလားဒီနေ့ခေတ်ဟာဓမ္မဟောင်းခေတ်ဓမ္မသစ်ခေတ်ကဘုရားသခင်နဲ့မတူတော့တာမဟုတ်ပါဘူးဘုရားသခင်ဟာမနေ့ယနေ့နောင်ကာလအစဉ်အမြဲမပြောင်းလဲပါဘူးပန်တီကုတ်တီနေ့ကတွန်းလောင်းခဲ့တဲ့အဲ့ဒီတန်ရှင်းသောဝိညာဉ်တော်တကူဟာဒီနေ့ယုံကြည်သူတိုင်းအပေါ်မှာရှိနေစေဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အမှုဆောင်ခြင်းတွေတက်တေခံခြင်းတွေမှာနှုတ်ကပတ်တော်တသက်မဟုတ်ပဲဘုရားရဲ့တကူတော်ထင်ရှားခြင်းပါဝင်လာဖို့ကျွန်တော်တို့အတူတကွဆုတောင်းကြပါစို့ကောင်းကင်ဘုံ၌ရှိတော်မူသောအဖဘုရားသခင်ဒီနေ့နှုတ်ကပတ်တော်အတွက်ယေရှုတင်တယ်မောရှေအေလိယသခင်ယေရှုနဲ့တမန်တော်များရဲ့အသက်တာမှာကိုရောရဲ့တကိုးတော်ဘလို့ထင်ရှားခဲ့တယ်ဆိုတာကိုပြသတဲ့အတွက်ယေရှုတင်ပါတယ်ကိုရောအချိန်များစွာမှာကျွန်ုပ်တို့ဟာကိုရောရဲ့တကိုးတော်ကိုမိတ်ထားပြီးလူဉာဏ်ပညာလူအစွမ်းစားနဲ့အမှုဆောင်ဖို့ကြိုးစားခဲ့မိတာတွေကိုခွင့်လွှတ်တော်မူပါ
အခုချိန်မှာကနဦးအသင်းတော်ပေါ်မှာသုံးလောင်းခဲ့တဲ့တန်ရှင်သောဝိညာဉ်တော်တကူနဲ့ကျွန်တော်တို့ကိုအသစ်တဖန်ပြန်လဲပြည့်စီတော်မူပါကျွန်ုပ်တို့ဧဝံဂေလိတရားကိုကြီးညာတဲ့အခါတိုင်းကိုရောရဲ့တကူတော်တယုတ်ပြမှုများနမိတ်လက္ခဏာများအံ့ဘွယ်သောအမှုများနောက်ကနေလိုက်ပါပြီးနှုတ်ကပတ်တော်ကိုထောက်ခံအတည်ပြုပေးတော်မူပါကျွန်ုပ်တို့ပတ်ဝန်းကျင်ကအမောင်တကူတွေဝိညာဉ်ရေးရာချီနှောင်မှုတွေအပေါ်ကိုရောရဲ့နိုင်ငံတော်တကူထင်ရှားစေတော်မူပါလူအများကိုရောရဲ့ဘုံတကူကိုမြင်တွေ့ပြီးအေလိယခေတ်ကလူတွေလူထာဝရဘုရားသည်ဘုရားသခင်ဖြစ်တော်မူ၏လို့ဝန်ခံနိုင်အောင်ကူညီမဆတော်မူပါအမှုတော်မြတ်အလုံးစုံကိုကိုရောရှင်ရဲ့လက်ထဲမှာအနံ့လျက်သခင်ယေရှုခရစ်တော်၏နာမတော်အဖင်ဆုတောင်းအတနာခံပါ၏အာမင်